လေ့ကျင့်ခန်းလုပ်နေရင်လည်းမူပြီးတော့မျက်လုံးတွေပြပြီးတော့အန်ဂျင်လာတာပါကြောင်းလဲပထမတစ်ချက်ကတော့ကျွန်တော်တို့သွေးရင်းကြတဲ့ရော်နေတာဖြစ်ပါတယ်အစာမစားဘဲနဲ့လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်မနက်ပိုင်းတွေမှာလုပ်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ glucose level တွေကျဆင်းလာတာနဲ့အမျှခေါင်းကမူးလာပြီးတော့အန်ဂျင်လာတာမျိုးဖြစ်နိုင်ပါတယ်နောက်တစ်ချက်ကရေဓာတ်ခံကြောက်ခြင်းကျွန်တော်တို့လေ့ကျင့်ခန်းလုပ်တယ်ဆိုလို့ရှိရင်ရွှေရည်အများကြီးထွက်ပြီးတော့ကိုယ်ကရေဓာတ်ကိုလုံလောက်အောင်မဖြစ်ပေးနိုင်ဘူးဆိုလို့ရှိရင်သွေးပေါင်ကျပြီးတော့အမူးတွေအော်အန်တာတွေဖြစ်နိုင်ပါတယ်တတိယတစ်ချက်ကအောက်ဆီဂျင်လုံလောက်မှုမရှိတာမျိုးပေါ့နော်ကျွန်တော်တို့ကလေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာအသက်ရှူသွင်းတာကိုတေချာမမှန်ခင်မလုပ်ဘူးဆိုလို့ရှိရင်အုံနောက်ကိုအောက်ဆီဂျင်မရောက်ဘဲနဲ့အမူးတွေအော်အန်တာလည်းဖြစ်နိုင်ပါတယ်နောက်တစ်ချက်ကအစာရင်ပြဿနာရှိခြင်းကိုကစားပြီးခြင်းမှာမနာဘဲနဲ့လေ့ကျင့်ခန်းလုပ်လိုက်တာမျိုးဒါမှမဟုတ်ရင်အစာရင်ဖိအားတွေအစာရင်မှာအစာဖိအားတွေများနေတာမျိုးကြောင့်လည်းဖြစ်နိုင်ပါတယ်ရာသီဥတုအရန်ပြင်းတက်နေတဲ့အချိန်နဲ့အပူချိန်အရန်လွန်ကဲနေတဲ့အချိန်မှာလေ့ကျင့်ခန်းသွားလုပ်တယ်ဆိုလို့ရှိရင်လည်းအဲ့လိုမျိုးမူပြီးတော့အယန္တာတွေလည်းဖြစ်နိုင်ပါတယ်အဲ့ဒါတွေကိုဘယ်လိုကာကွယ်မလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်လေ့ကျင့်ခန်းမလုပ်ခင်မှာတစ်နာရီနှစ်နာရီလောက်ကြိုပြီးတော့ငပြောသီးနဲ့ protein shake တွေပါတယ်တောက်ထားတာတို့ဘာလို့လုပ်လို့ရပါတယ်လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်းမှာလည်းရေတက်လုံလောက်အောင်ရေကိုတေချာလေးတောက်ပေးဖို့လိုပါတယ်ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေမလုပ်ခင်မှာ9မိနစ်10မိနစ်လောက်ကိုကာဒီယိုလေ့ကျင့်ခန်းတွေလုပ်တာမျိုးဒါမှမဟုတ်ရင်လည်းအကျော်လျှော့လေ့ကျင့်ခန်းတွေကိုတေချာလေးကိုလုပ်ပေးသင့်ပါတယ်နောက်ဆုံးတစ်ချက်အနေနဲ့သတိပေးပြောရမယ်ဆိုလို့ရှိရင်ခေါင်းမူပြီးတော့ရင်မက်အောင်ရှင်အသက်ရှူချက်ခြင်းခေါင်းရမ်းကိုက်ခြင်းတို့ဖြစ်လာလို့ရှိရင်ချက်ချင်းရပ်ပြီးတော့ဆရာဝန်နဲ့တေချာတိုင်ပင်ပြီးတော့ပြဖို့အကြံပြုပါတယ်